လူတိုင်းသိချင်နေကြတယ်မကောင်းဆိုးဝါးကျွန်းလို့ခေါ်တဲ့ Jeffrey Epstein ရဲ့ကျွန်းပေါ်ကိုအခုရောက်နေပါပြီကျွန်တော်တော့မဟုတ်ပါဘူးကမ္ဘာကျော် YouTuber တယောက်ဖြစ်တဲ့ Avu တော့ပါဒီကျွန်းကြီးကအမေရိကန်နိုင်ငံမှာရှိပြီးတော့အခုနောက်ပိုင်းမှာလူတွေကိုရစ်ပူဆိုတဲ့နေရာဆိုပြီးကမ္ဘာကျော်ရဲ့အထိနာမည်ကြီးလာတဲ့နေရာပါဒါအပြင်အားလုံးကဒီအကြောင်းကိုတိတိကျကျသိချင်နေကြပါမယ်တမရတွေနဲ့ယာတုကြီးတဲ့လူတစုကတားဆီးထားတာကြောင့်လူတိုင်းသွားဖို့ကြောက်နေကြတဲ့နေရာဆိုလည်းမမှားပါဘူးဒါပေမဲ့ဒီလူကတော့ဒီလိုချုပ်ချားစရာကောင်းတဲ့ကျွန်းပေါ်ကမှဘသူမှမသိအောင်တိတ်တိတ်လေးရိုက်ကူးရေးလုပ်လာတာပါဒီလိုတက်ဆွန့်ဆန်ဖျားလုံနိုင်လို့ပဲသူ့ရဲ့ဗီဒီယိုက online ပေါ်မှာကြည့်ရှုသူမီလီယံနဲ့ချီအောင်ပေါက်သွားပြီးတော့သူ့ရဲ့တက်တီကိုလူတိုင်းကဝိုင်းပြီးချီးကျူးနေကြတာပါစိတ်ဝင်စားဖို့ကောင်းတာတစ်ခုသူကစစချင်းမှာ drone နဲ့ပဲကျွန်းပေါ်ကိုလေ့လာဖို့စိတ်ကူးခဲ့ပေမဲ့ထင်ထားသလိုဖြစ်မလာခဲ့ပါဘူး။ဘာလို့လဲဆိုတော့ drone နဲ့ရိုက်နေတော့မှာပဲရုပ်ရည်ရဲ့ signal တွေပျောက်သွားပြီးကျွန်းပေါ်ကိုပြုတ်ကျသွားခဲ့တာပါ။ဒါကြောင့်ပဲသူကတအားထိတ်လန့်သွားပြီးတော့ drone ကိုယူကြောက်တုံလန့်လန့်နဲ့ကျွန်းပေါ်ကိုတက်လာရပါတော့တယ်။သူကျွန်းပေါ်ကိုချီချလိုက်တဲ့အချိန်မှာတွေးလိုက်ရတဲ့မြင်ကွင်းတွေကရင်သက်ရှူမောစရာတဲ့၆ချားစရာတောင်ပိုပြီးကောင်းနေပါတယ်။အဲ့ဒီမှာသူဘာတွေတွေးခဲ့ရတာလဲဆိုတာကိုတော့အခုဗီဒီယိုထဲမှာဆက်ပြောပြပေးပါမယ်။ကျွန်းပေါ်ကိုလာဆူးဆန်းတဲ့ဒီ YouTuber ကတော့တကယ်ကိုထူးဆန်းတဲ့သူလို့ပြောရမှာပါ။ဘာလို့လဲဆိုတော့သူကဂျော်ဒန်နိုင်ငံသားဖြစ်တယ်လို့အင်္ဂလိပ်စကားကိုလည်းကျွမ်းကျင်ပြောတဲ့သူမဟုတ်ပါဘူး။ဒါပေမဲ့ဘယ်သူမှမတော်ရတဲ့ Jeffrey Epstein ရဲ့မကောင်းဆိုးဝါးကျွန်းစီကိုရောက်ဖို့ဆိုတဲ့စိတ်ဆန္ဒတစ်ခုပဲနဲ့အမေရိကန်နိုင်ငံကိုတယောက်တည်းလာရောက်ဆူးဆန်းခဲ့တာပါ။ကံကောင်းကျင်တော့သူအမေရိကန်ကိုရောက်တဲ့အခါသူ့ရဲ့ဆူးဆန်းမှုကိုစိတ်ဝင်စားပြီးအတူတူလိုက်ပြီးမဲ့အဖော်တယောက်ရသွားပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်က Epstein ကျွန်းစီကို jet ski လီနဲ့စသွားကြပါတယ်။လီပေါ်ကနေပဲ drone နဲ့ကျွန်းတစ်ဝိုက်ကိုကြည့်ကြတယ်။အဲ့ဒီမှာသူပထမဆုံးတွေ့ရတာကနေမင်းလိုနတ်ဖျားလိုအယုတ်တွေဆွဲထားတဲ့စဝိုင်းပုံစံမြေကွက်လက်ကြီးပါအဖြူအောင်ကြောက်ပြားတွေနဲ့စနစ်တကျခင်းချင်းထားတဲ့ဒီနေရာဟာတာမန်အလစင်တာမျိုးနဲ့မတူဘူးတစုံတစ်ခုကိုရစ်ပူစော်တဲ့နေရာတစ်ခုလားဆိုပြီးတကဘာလုံးကထင်ကြီးပေးနေကြတာပါနောက်ပြီးတော့ပိတ်ထားတဲ့ဖျားเจ้าတွေနဲ့စောက်လက်ဆက်မြေနေရာလွတ်တွေကိုလည်းတွေ့ရပါသေးတယ်အဲ့နေရာတွေက Epstein မသိခင်အထိအလင်းစလိုတိုးချက်စောက်လုံနေခဲ့တဲ့နေရာတွေဖြစ်နေတာကလည်းအခုတတိဘေးနီးတစ်ခုပါပဲဒီလိုနဲ့ကျွန်တော်ခုနကပြောတဲ့အတိုင်းပဲdrone ကကျွန်းရဲ့တနေရာကိုရောက်တော့ရုပ်ရဲ့ signal ပြက်ပြီးပြုတ်ကျသွားတာပါရွေးချယ်စရာမရှိတော့တဲ့အဆုံးသူ့မှာကျွန်းပေါ်ကိုတက်ပြီး drone ကိုပြန်ယူဖို့လုပ်ရပါတော့တယ်ဒီမှာခက်တာကသူကျွန်းပေါ်လေးရောက်ရောဖះเจ้าလိုအဆောက်အဦတွေကိုလိုက်ကြည့်တဲ့အခါမှာဘယ်သူမှမရှိပဲခြောက်ကပ်နေတာပါပဲအဲ့ဒီအချိန်မှာလူမရှိတဲ့အဆောက်အုံတွေတဲကနေကြောက်စရာကောင်းတဲ့ခွေးအောင်တန်တွေကိုကြားလိုက်ရပါတယ်အဘူရောဟာဘယ်ကထွက်လာမှမသိတဲ့ခွေးအောင်တန်တွေကြောင့်အားထိတ်လန့်သွားပြီးကျွန်းပေါ်ကနေအမြန်ဆုံးပြေးဆင်းခဲ့ရပါတော့တယ်တကယ်တော့ Epstein ကဒီကျွန်းကိုသူ့ရဲ့ကိုယ်ပိုင်ရာဇဝတ်မှုနယ်မြေတစ်ခုလိုအတုံးချခဲ့တာပါအမေရိကန်ကနေသူပိုင်တဲ့ကိုယ်ပိုင်လေယာဉ်ကြီးနဲ့စိန်တော်မဲ့လေဆိပ်ကိုအရင်ပြန်တန်းတယ်အဲဒီကနေမှတဆင်ဟယ်လီကော်ပတာနဲ့သူပိုင်တဲ့ကျွန်းနေစီမိန်းကလေးတွေကိုတည်ဆောင်လာတာပါဒီထဲမှာသူတို့ရောက်နေတဲ့ Little Saint Jane ကျွန်းဟာနာမည်အတိုင်းပဲတိတ်မကျယ်ဝန်းပေမဲ့အဓိကရာဇဝတ်မှုတွေအားလုံးကဒီမှာပဲဖြစ်ခဲ့တာပါသတင်းတွေပေါက်ကြားချက်အရ Epstein ကသူကျွန်းကိုခေါ်လာတဲ့မိန်းကလေးငယ်တွေနဲ့ကလေးငယ်တွေကိုဖုံးကွယ်ဖို့တောင်အားမထုတ်ခဲ့ပါဘူးမျက်မြင်သက်သေတွေကတော့သူ့ရဲ့ကိုယ်ပိုင်လေယာဉ်ပေါ်ကိုအရွယ်မရောက်သေးတဲ့မိန်းကလေးတွေနဲ့အတူသူကိုယ်တိုင်တက်သွားတာအချိန်ချင်းမြင်ရတယ်လို့ပြောကြပါတယ်တကယ်တော့ဒီကျွန်းဟာမိန်းကလေးငယ်တွေကိုလိမ်မိုင်းဆိုင်ရာကျွန်းပြူကိုနှိပ်စက်ဖို့နဲ့အာဓမကျင့်မှုအတွက်ပြီးပြည့်စုံတဲ့ငရေကန်တစ်ခုဖြစ်လာခဲ့တာပါဒီလိုကိစ္စတွေကြောင့်လူတီများလာခဲ့တဲ့ဗာဂျီးနီးယားလို့ခေါ်တဲ့အမျိုးသမီးကလည်းဒီကျွန်းပေါ်မှာပဲဖိတိန်မင်းသားဟောင်းအန်ဒရူးရဲ့အာဓမကျင့်မှုကိုခံခဲ့ရတယ်လို့တရားဝင်ဆွဆွဲခဲ့ပါတယ်ဒါအပြင်ကျွန်းပေါ်ကအဆောက်အဦတွေထဲမှာသူ့ရဲ့လျှို့ဝှက်တဲ့အစီအစဉ်တွေကိုအကောင့်ထဲပေါ်ဖို့တန်ပေါင်းများစွာအကုန်ကြခံပြီးတိစောက်ထားခဲ့တာပါအမေရိကန်အစိုးရကထုတ်ပြန်လိုက်တဲ့ကျွန်းပေါ်ကဗီဒီယိုဖိုင်တွေမှာတော့ Epstein ရဲ့နောက်ွယ်ကတုံလုံးစရာမြင်ကွင်းတွေကိုမြင်တွေ့ခဲ့ရပါတယ်ဒီအကြောင်းအရာတွေကိုတက်တင်တဲ့တကွာကြည့်ကျင်နေဆိုရင်တော့အမေရိကန်အစိုးရကထုတ်ပြန်ထားတဲ့ဖိုင်ကိုကွန်မန့်မှာတင်ပေးထားပါမယ်သူတို့ဟာကလေးတွေကိုပြုကျင့်ကြရုံနဲ့မကပဲလူသားတွေကိုပါစားကုန်ကြတဲ့အထိဆိုးပါတယ်ဒီထဲမှာအဆိုးရွားဆုံးအချက်ကတော့ဒီကျွန်းဟာအမေရိကန်ရဲ့အာဏာရှိသူတွေမင်းသားတွေတထေးကြီးတွေရဲ့အမောင်ဘက်ချမ်းကိုဖုံးဝယ်ပေးထားတဲ့အဓိကဗဟိုချက်ဖြစ်နေတာပါ Jeffrey Epstein ကဒီကျွန်းပေါ်မှာကမ္ဘာအထင်ကြီးပုဂ္ဂိုလ်တွေကိုဖိတ်ကြားပြီးပျော်ပါစေခဲ့တယ်လို့သူ့စီမှာရှိတဲ့လျှို့ဝှက်ချက်တွေကိုသုံးပြီးအာဏာရှိသူတွေကိုချင်းချောက်နိုင်တဲ့အထိအင်အားကြီးမားခဲ့တဲ့သူပါသူ့ရဲ့ကွန်ပျူတာ database ထဲမှာလည်းဒီကျွန်းကိုပို့ဖို့အတွက်မိန်းကလေးစင်းတွေကိုတည်တည်ချာချာမှတ်တမ်းတင်ထားခဲ့တာပါအဲ့ဒါကပဲသူကဘလောက်ထိဆိုးရတဲ့မကောင်းဆိုးရတယောက်လဲဆိုတော့ကိုတက်တည်ပြနေပါတယ်အခုဆိုရင် Epstein နဲ့တည်ဆုံသွားပြီးဖြစ်ပေမဲ့သူ့ရဲ့လျှို့ဝှက်ချက်တွေကိုဖုံးဝယ်ဖို့အတွက်အကွက်ချပြီးတက်ပစ်လိုက်တာလားဆိုတဲ့မေးခွန်းကတကဘာလုံးမှာအခုထိဟိုးလေးတကြောဖြစ်နေတော့မှာပဲအခုဆိုရင်ဒီကျွန်းနှစ်ကျွန်းလုံးကိုတတိတယောက်ကဝယ်ယူသွားခဲ့ပြီးစင်ကန်ဟိုတယ်အဖြစ်ပြောင်းလဲဖို့ပြင်ဆင်နေပါပြီဒါပေမဲ့ဒီကျွန်းပေါ်မှာနာကျင်ခဲ့ရတဲ့မိန်းကလေးငယ်တွေရဲ့အော်ဟစ်တန်တွေနဲ့ Epstein အဖွဲ့ရဲ့ရုံမှမှုတမိုင်းကြောင်းတွေကတော့ဘယ်တော့မှဖျောက်ဖျက်လို့ရမှာမဟုတ်ပါဘူးဒီလိုမျိုးတဲတဲ့ရင်မှုစရာကဘာကျော်လျှို့ဝှက်ချက်တွေနဲ့ထူးဆန်းတဲ့အကြောင်းအရာတွေကိုအမြဲတမ်းသိချင်နေဆိုရင်တော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပါခင်ဗျာနောက်ထပ်ဗီဒီယိုမှာဘလို့ထူးဆန်းတဲ့နေရာတွေရဲ့အကြောင်းသိချင်လဲဆိုတော့ကိုလည်း comment မှာတခါတည်းပြောခဲ့လို့ရပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ